ဒီနေ့တော်လန်ရေးသမားတွေထောင်ကြခံအနှိမ့်ဆက်ခံအညိုစိုးခံအဆောင်မြောင်းခံနော်လှုပ်လို့ရှိသူတို့ကြီးအဖမ်းခံပြီးဘာလို့ဇွတ်တော်လန်နေကြတာလဲပြောအေးသူတို့ကအမှန်သိတော့လောကကြီးပျက်စီးနေတာဆုံးရှုံးနေတာနစ်နာနေတာသိလို့လောကကိုမြင့်တင်ခြင်းလို့သူတို့ဘဝတွေစရေးပြီးတော့ကဲနေတာတော့ပါလားဦးဇင်းတို့ကယုံကြည်ချက်ရှိတယ်ယုံကြည်ချက်နဲ့တရားဟောနေလို့အတန်နဲ့နဲ့မာမယ်ဒါတော့သိခနော်သူတော်ကောင်းတို့ယင်ထဲကိုစူးစူးနစ်နစ်ရောက်သွားစေခြင်းလို့တရားဟောတဲ့နေရာမှန်ပါတယ်ထန်ပါတယ်ဟန်ပါတယ်ထန်ကတိုင်းကြဖို့လိုတယ်မှန်ရှိဖို့လိုတယ်ရှေ့ကခေါင်းဆောင်ကမှမှန်မပါရင်နောက်လိုက်တရားတခါတည်းအိပ်ပျော်ကုန်မှာပေါ့တော့ပါလားအဲ့တော့ဦးဇင်းတို့ကဒီဘဝနိဗ္ဗာန်ရနိုင်တဲ့ဘဝလို့အကျွမ်းမဲ့ယုံကြည်တယ်ဒီနေ့ကြားနာနေရတဲ့တရားတွေကနိဗ္ဗာန်ရောက်ချောင်းတရားတွေပါလို့အကျွမ်းမဲ့ယုံကြည်တယ်ငါပါနိဗ္ဗာန်ကိုရောက်အောင်လုပ်နိုင်တဲ့လူလို့အကျွမ်းမဲ့ယုံကြည်တယ်အဲ့တော့ငါရှေ့မှာရောက်နေတဲ့လူအလုံးကလည်းနိဗ္ဗာန်ရောက်ရမယ်လို့အကျွမ်းမဲ့ယုံကြည်စိတ်နဲ့တရားဟောတယ်။ကဲတူရှင်ပြဟောတာဘယ်သူနဲ့မှမတူအတူငါယုံကြည်ချက်တွေကဒီလိုရှိတယ်။ဒီတော့ခမည်းတော်ပေါ်ပေါ်ဆဆနေကြတာကိုဦးဇင်းတို့စိတ်ထဲမှာဩအရှုံးကြီးရှုံးတော့မယ်။ဖျားမရှိတရားမသိတဲ့လူတွေနဲ့ခမည်းတော်နဲ့တန်ဖိုးချင်းသွားမရှင်နဲ့နေခြင်းသလိုနေကြတဲ့လူတွေကသူတို့လမ်းသူတို့သွားမှာသူတို့သွားမဲ့လမ်းရှိပြီးသားဘယ်လိုအဲ့ဒါသူတို့လမ်းနင်တို့ကအဲ့ဒီသွားမလားမသွားဘယ်သွားမလို့ပြောဖြည်းဖြည်းပြောတိုးပြောငါသာရှေ့ကအော်လို့အာကွဲတော့မယ်အာနဲ့မှန်နဲ့ကိုတော်ကြီးတယောက်တည်းပဲယုံသူတို့ကတော့အစ်စေးပဲအခုဘာဘယ်ရောက်နိုင်တဲ့ဘဝလဲမှတ်ထားပါအဲ့တော့ကိုဘဝကိုတန်ဖိုးသိပြီးတော့အဲ့ဒီတန်ဖိုးနဲ့ထိုက်တန်တဲ့ရင်းနှီးမှုယုံကံမှုအားထုတ်မှုတွေလိုအပ်တယ်လို့မှတ်ပါနိဗ္ဗာန်ရောက်ခွင့်ကြုံနေပြီဆိုတိုင်းနိဗ္ဗာန်ရောက်ကြမလားမရောက်သေးပါဘူးတဲ့နော်ရောက်နိုင်လောက်တဲ့အားထုတ်မှုကံရောက်နိုင်လောက်တဲ့အားထုတ်မှုဉာဏ်ရောက်နိုင်လောက်တဲ့အားထုတ်မှုဝရိယလုံလောက်တဲ့ကံဉာဏ်ဝရိယအရင်မတည်ပဲနဲ့လိုချင်တဲ့ပန်းနိုင်ကိုမရောက်အဲ့တော့ပေါ်မနေနဲ့ဒီတော့သာဓုခေါ်တယ်ဦးဇင်းတို့မေးစရာသာဓုခေါ်ပြီးတာနဲ့ဘာဖြစ်လို့သာဓုခေါ်တာလဲဘလို့ခံစားလို့သာဓုခေါ်တာလဲဘလို့သိလိုက်လို့သာဓုခေါ်တာလဲဒါမေးရတော့ကိုလည်းပြန်မေးဟုတ်ပြီနော်သူများရောင်တိုင်းမရောင်နဲ့သူများခိုင်းတိုင်းမလုံနဲ့သူများပြောတိုင်းအဟုတ်မထင်နဲ့ကိုယ်ပိုင်အသိနဲ့ကိုယ်တိုင်သိနိုင်အောင်ကြိုးစားအဲ့ဒီအတွက်ဒီနေ့တရားတစ်ပုဒ်လက်ဆောင်ပေးမယ်ဘာလို့ဆိုအချိန်ကအများကြီးယူရတယ်ရှေ့မှာဘုရားကရောဓာရဲ့သီလယူတာရဲ့နမူလနှစ်ဖျားဆိုတာရဲ့ဥစဉ်ကတရားဟောဖို့အတွက်ဏိဒံပြိုးနေရတာလေဆိုအချိန်တွေအများကြီးသွားတဲ့အတွက်လူရင်းကိုပဲပြောမယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုနတ်သားတစ်ပါးကမေးလျှောက်ဖူးတယ်မေးခဲ့တဲ့မေးခွန်းကဘာလဲဆိုတော့ကိဉ္သုဥပ္ပတတံသစ္ထံဒါကမေးခွန်းတစ်ခုနားထောင်ထားပါလိမ့်ကိဉ္သုဥပ္ပတတံသစ္ထံကိဉ္သုနိပတတံဝရံဒုတိယမေးခွန်းတတိယမေးခွန်းကကိဉ္သုပဝဇမာနနံဒါတတိယမေးခွန်းစတုထမေးခွန်းကကိဉ္သုပဝဒတံဝရန္တိကဲနင်တို့ဘာသိတော့နင်တို့လည်းဘာမသိဘူးငါလည်းဘာမသိဘူးနော်တကယ်ပြောတာအဲ့ဒါစာအုပ်ထဲရှိလို့ဖတ်တာလေနင်တို့ပါဠိစကားကိုယ်စကားလည်းမဟုတ်ဘူးနော်သို့တော့ဒါမြတ်စွာဘုရားတရားဟောပါလို့ရှေးဆရာအစဉ်ဆက်ကဒီတိုင်းသယ်ပိုးလာတဲ့အတွက်ဦးဇင်းကဒါကိုတက်သေးပြုတဲ့အနေနဲ့ရွတ်ပြတာငါလည်းသိလို့မဟုတ်ဘူးဖတ်ပြတာငါမြန်မာလူမျိုး my native language is Burmese language so
I understand Burmese language, but other languages I don't understand. No? တခြားအင်္ဂလိပ်လိုပြောတယ်မသိဘူးသိလို့ပြောနေတာမဟုတ်ဗမာလိုစဉ်းစားပြီးပြန်ပြောနေတာဗမာလူမျိုးဟာဗမာလိုပဲစဉ်းစားတယ်ဗမာလိုပဲတွေးခေါ်တယ်ဗမာလိုပဲရှုမြင်တယ်ဗမာလိုပဲသုံးသပ်တယ်အဲ့တော့ဒါကြီးရွတ်ပြနေတယ်ဆိုတာခင်ဗျားတို့အတွက်ပါဠိတော်ဖျားဟောပါလို့တက်သေးထူမြုံမြတာရွတ်တာရှင်းတယ်နော်အေးကျန်တဲ့လူတွေလည်းဒီတိုင်းပါပဲစာထဲမှာဒီလိုဘာသာပြန်လို့ဩဒါတဲ့လို့ပြောရတာအဲ့တော့အဲ့ဒါကိုအခုမြန်မာလိုပြောမယ်အဲ့ဒါမြန်မာလိုကြတော့ကိုယ်တိုင်သိဖို့လိုလာပြီနော်ပထမမေးခွန်းကကိဉ္တုဥပ္ပတ္တတံသစ္ထံကိဉ္တုအဘယ်တရားသည်တဲ့ဥပ္ပတ္တတံတက်ကုံသောဝတ္ထုတို့တွင်သစ္ထံအမြတ်ဆုံးဖြစ်ပါသလဲအထက်ကိုတက်တတ်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲမှတ်ထားနော်နံပါတ်1ကဘာလဲအထက်ကိုတက်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲဒုတိယမေးခွန်းကိဉ္တုနိပတ္တတံဝရံကိဉ္တုအဘယ်တရားသည်နိပတ္တတံကြာတတ်တဲ့အရာအောက်ကိုကြာတတ်တဲ့အရာတွေထဲမှာဘယ်အရာဟာအမြတ်ဆုံးလဲအဲ့တော့တစ်ကအထက်တက်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲနှစ်အောက်ကိုကြာတတ်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲโอเคနံပါတ်3ကိဉ္တုပဝဇ္ဇမာနနံအဘယ်သူသည်ခြေဖြင့်သွားအပ်သောပုဂ္ဂိုလ်တို့တွင်အမြတ်ဆုံးလေကဲနံပါတ်3ကဘာလဲခြေဖြင့်သွားတဲ့ထဲမှာဘယ်သူအမြတ်ဆုံးလဲဒီကအထက်တက်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲအောက်ကျတဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲခြေဖြင့်သွားတဲ့သူတွေထဲမှာဘယ်သူအမြတ်ဆုံးလဲနံပါတ်4ကိဉ္တုပဝဒ္ဒတံဝရန္တိနှုတ်ဖြင့်စကားပြောတတ်တဲ့သူတွေထဲမှာဘယ်သူအမြတ်ဆုံးလဲကဲနံပါတ်4ကဘာလဲလဲမိကွန်းဘယ်နှခုမှတ်မိမလားမှတ်မိရင်ခင်ဗျားတို့သိသလားအဖြည့်အထက်တက်တဲ့ထဲမှာဘယ်ဟာအမြတ်ဆုံးလဲမသိဘူးအောက်ကျတဲ့ထဲမှာရောမသိဘူးဒါဖြင့်ခြေဖြင့်သွားတတ်တဲ့သူတွေထဲမှာဘယ်သူအမြတ်ဆုံးလဲမြတ်စွာဘုရားတချို့ဖြေတတ်လာပြီနော်ကိုသိတာကိုဖြေကိုထင်တယ်လို့ကိုဖြေသိတာတော့မဟုတ်ထင်တာနော်ဟုတ်ကလားနင်တို့လည်းကိုထင်တာကိုပြောရမှာဟုတ်ဗျသိတယ်ဆိုတာပညာဖြင့်ပိုင်းခြားသိမှအသိလို့ခေါ်တယ်နော်စာအုပ်ထဲကဆိုရင်လည်းဟိုစာအုပ်ကဒီလိုဆိုတယ်ဒီစာအုပ်ကဒီလိုဆိုတယ်ဒီလိုပြောမှာမဟုတ်ရင်လည်းဟိုဘုန်းကြီးကပြောတာကြားဘူးတယ်ဒီဘုန်းကြီးကပြောတာကြားဘူးတယ်ဒါပဲအဲ့လိုမှမဟုတ်ရင်ကိုယ်ပိုင်ထင်မြင်ချက်အခုခြေဖြင့်သွားတဲ့လူတွေထဲမှာဘယ်သူအမြတ်ဆုံးမြတ်စွာဘုရားအမြတ်ဆုံးကဲရတဲ့ကိစ္စမရှိဘူးကိုဖြေနေတာဖြေနော်မှန်လို့လည်းငါဘာမှစူးမချသလိုမှားလို့လည်းဘာပြစ်ဒဏ်မှမပေးဘူးသို့တော့ကိုယ်ပိုင်တွေးခေါ်မှုဉာဏ်တော့ရှိဖို့လိုတယ်โอเคစကားပြောတတ်တဲ့သူတွေထဲမှာဘယ်သူအမြတ်ဆုံးလဲဟောရဆိုနေတော့နောက်ကအဖြစ်တစ်ခုကမြတ်စွာဘုရားပေါ့နော်အဲ့တော့အမြတ်ဆုံးဆိုတော့ဘုရားပဲထားလိုက်တာပေါ့အဲ့ဒီမှာနင်တို့လိုပဲရမ်းဖြေတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်နော်ထင်တာဖြေတာဟုတ်ကွာနော်ထင်တာဆိုတာသိတာမှမဟုတ်ဘဲနဲ့နော်တချို့အမေးဖြေတွေကောက်လုပ်နေကြပြီထင်ရရမ်းတုံနေတဲ့လူတွေတပုံကြီးပဲအဲ့ဒါကိုပညာရှိထင်နေတဲ့လူတွေလည်းရှိသေးတယ်နော်ထင်ရရမ်းတုံနေတာသိတာမဟုတ်ဘူးအဲ့တော့အားလုံးအခုလာမယ်နတ်သားတစ်ပါးကကြားထဲကနေဝင်ဖြေလိုက်တယ်ဘိဇံဥပ္ပတ္တတံသစ္ထံဟုတ်တိနိပတ္တတံဝရံကာဝောဘဝဇမာနနံပုတ္တောဘဝဒေတံဝရောတိဘဝဒေတံဝရောတိတဲ့နတ်သားဖြေလိုက်တာမြန်မာလိုပြန်ပါမယ်မပြန်မချင်းတယ်လို့မသိပါဘူးနော်အဲ့တော့ပထမအဖြေကဘာလဲဆိုတော့ဘိဇံဥပ္ပတ္တတံသစ္ထံအထက်ကိုတက်တတ်တဲ့ထဲမှာမျိုးစေ့ရအမြတ်ဆုံးတယ်ဘာအမြတ်ဆုံး
ဆိုမျိုးစေ့လေးမြေကြီးပေါ်မှာချလိုက်အပင်ပေါက်မလာဘူးလားပေါက်လာတော့အဲ့ဒီပင်ကလေးတွေအသီးတွေသီးအပွင့်တွေပွင့်ဟင်အခုနေတို့အတွက်စားစရာတောက်စရာရိတ်ခါမရဘူးလားအေးအဲ့ဒါကြောင့်အပင်အပေါ်ပေါက်အပေါ်ကိုတက်လာတဲ့ထဲမှာမျိုးစေ့အမြတ်ဆုံးတဲ့မဲဒီနတ်သားပြောတာဟုတ်တုတ်နော်ဒီမျိုးစေ့မရှိရင်နေတို့အကုန်ငါကုန်ပြီ